crush ကိုဘယ်လိုဖွင့်ပြောမလဲတကယ်တော့ crush ကိုဖွင့်ပြောရဲဆိုတာကရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတယ်လို့မျိုးတော်တော်လေးချိန်ယူရတဲ့ကိစ္စမျိုးကိုလိုချင်တဲ့အဖြေရဖို့နဲ့အနေမခက်စေဖို့အတွက်တည်ထားတဲ့အချက်လေးတွေကိုပြပြမယ်ပထမဆုံးတစ်ချက်ကအချိန်နဲ့နေရာကိုတည်ချ၍နှစ်ယောက်စလုံးစကားအေးအေးဆေးဆေးပြောလို့ရမယ်အချိန်လေးဖြစ်ဖို့လိုတယ်သူလှုပ်ရှုပ်နေတဲ့အချိန်သူစိတ်ညစ်နေတဲ့အချိန်မျိုးကိုရှာနံပါတ်2ပေါ့ပေါ့ပပနဲ့ယူသားစွာပြောစကားလုံးအကျန်းကြီးတွေတော်ကီအလန်းကြီးတွေကမှအဖြေရမယ်လို့မထင်နဲ့တကယ်တော့အယိုးသားဆုံးနဲ့ပေါ့ပေါ့ပပလေးဖြစ်တာကတန်ဖိုးအရှိဆုံးစကားတစ်ခုပဲနံပါတ်3တစ်ဖက်လူရဲ့ခန္ဓာချက်ကိုလေးစားကိုယ့်ဘက်ကဖွံ့ဖြိုးလိုက်ပြီဆိုတာမှတ်မယ်တစ်ဖက်သားပြန်ပြောချင်တဲ့စကားတုတ်ပြန်ချင်တဲ့စကားကိုလည်းလက်ခံတတ်ဖို့လေးစားတတ်ဖို့လိုတယ်ကိုယ့်ဘက်ကအတင်းအဖြေမတောင်းမိဘူးရောတစ်ဖက်သားအဖြေပေးဖို့အတွက် pressure မပေးမိဘူးရောသတိထားဖို့လိုမယ်နော်နံပါတ်4ဘလို့အဖြေမျိုးပဲဖြစ်ဖြစ်လက်ခံနိုင်အောင်ကြိုးစားကိုယ့်ဘက်ကဖွံ့ဖြိုးလိုက်တယ်ဆိုတာမှတ်မယ်တစ်ဖက်သားပြန်ပေးတဲ့အဖြေကကိုလိုချင်တဲ့အဖြေလည်းဖြစ်နိုင်တယ်လို့ကိုမျှော်လင့်မထားတဲ့အဖြေလည်းဖြစ်နိုင်တယ်ဒီလိုအခြေအနေမှာကိုလည်းအပြစ်မမြင်နဲ့တစ်ဖက်သားကိုလည်းအပြစ်မတင်နဲ့ဘလို့အဖြေမျိုးပဲဖြစ်ဖြစ်လက်ခံနိုင်အောင်ကြိုးစားအခုပြတဲ့အချက်ကလေးတွေသုံးပြီးတော့ကိုယ့်ရဲ့ crush ကိုဖွံ့ဖြိုးနိုင်မယ်လို့ယုံကြည်ပါတယ်